ရှိစိတ်တန်းထမင်းကြော်ကိုမီးစမ်းပူကြလားအရင်ဆုံးစီထည့်ပြီးရင်အသားနဲ့ဟင်းခတ်အမွှေးကြိုင်တွေထည့်တယ်ဒါကမီးအေးအေးနဲ့ချက်တာမျိုးမဟုတ်ပါဘူးအနံ့အသက်အတွက်တွေမဟုတ်ဘဲအဆိုရက်တွေအရင်ဆုံးခန်းသွားအောင်မီးပြင်းပြင်းနဲ့ကြော်ရတာပါဒါမှလေတာမန်ပါဝင်ပစ္စည်းတွေကနေစားတဲ့အခါပုံစံမပြတ်ဘဲတင်းတင်းရင်းရင်းရှိမဲ့အခြေခံထမင်းကြော်ကိုရမှာပါနောက်မှချက်ထားတဲ့ထမင်းနဲ့ sauce တီထပ်ထည့်ပြီးအားလုံးကိုတမတ်အောင်နဲ့ဖတ်ကြော်ရပါတယ်ပြီးရင်တော့ထမင်းကိုပုံစံခွက်ထဲထည့်ပြီးပကာနဲ့ပြောင်းထည့်လိုက်တယ်ဒါနဲ့တင်ပြီးပြီထင်လားဒီလောက်နဲ့တင်ဆိုရင်ဒီဈေးနှုန်းပေးတာမှမဟုတ်ဘူးလေအခုဒဲအိုးကိုမီးပေါ်ပြန်တင်လိုက်ပြီးစီအစ်စ်ပြန်ထည့်တယ်စီပူလာပြီးဆိုရင်ကြက်ဥအညစ်ကြီးပဲထည့်တယ်ကြက်ဥကိုတခါတည်းအကုန်ချက်အောင်မလုပ်ပါဘူးမီးအလက်စားနဲ့ဖြည်းဖြည်းချင်းအပူပေးရတာအိုးကတော့ပူနေရမယ်ဒါပေမဲ့စီကတော့အနည်းငယ်ပဲတုံးရပါတယ်ကြက်ဥလေးတွေစခဲလာပြီးအပေါ်ရန်ကဆူဆူအီအီလေးဖြစ်နေတဲ့အချိန်မှာမီးပိတ်လိုက်ရတယ်ဒီအချိန်လေးကပဲကြက်ဥအလွာလေးနူးညံ့မှုရှိမရှိကိုအဆုံးဖြတ်ပေးတာပဲအဲ့ဒီနောက်ကြက်ဥကိုထမင်းပေါ်ဖြည်းဖြည်းချင်းတင်လိုက်တယ်ထုတ်ပတ်ထားတာမျိုးမဟုတ်ဘဲအပေါ်ကနေဖြန့်အုပ်လိုက်ရုံနဲ့ပြီးရင်တော့တူတုံးမဟုတ်ဓာတ်နဲ့အလေကနေခွဲချလိုက်တဲ့အခါနူးညံ့နေတဲ့ကြက်ဥလေးတွေကသူ့အလိုလိုပွင့်ထသွားပြီးချောမွေအေးဆက်တဲ့ပုံစံလေးဖြစ်သွားတာပေါ့အခုမေးစရာရှိတာကဒီလိုထမင်းကြော်မျိုးကိုကိုယ်တိုင်လုပ်နိုင်ပါမလားဒါမှမဟုတ်ကျွမ်းကျင်တဲ့ပညာရှင်တွေလက်ထဲမှာမဖြစ်လာနိုင်မဲ့ဟင်းပွဲမျိုးလား